Hello ဟယ်လိုဟမ်အခုပြောတယ်ဘယ်သူကြီးတော့ဘယ်သူကြီးလဲ တာပါရှင်ဟမ်ဒါကိုလေးဖုန်းမဟုတ်လားကျမရကြဖုန်းမဟုတ်လားအခုပြောတယ်ဘယ်သူကြီးလဲဘာကိစ္စဒီဖုန်းကိုင်တာလဲ ဟာဒါဆရာဖုန်းဟုတ်ပါတယ်ဆရာအရေးကြီးမီတင်လေးတွေ့နေလို့ကျမဆရာရဲ့ PA အစ်စ်ပါရှင် PA အစ်စ် ဟုတ်ကဲ့ ရှင်ကကျမကိုပြောမထိန်ချန်ထားပါဟဲ့လား မဟုတ်ရပါဘူးကွာမင်းရတယ် ကျမသူများမရနေလို့အားရရကွာလက်တယ်မင်းမဟုတ်ဘူးနော်ရှင်ထမင်းစားပြီးချိန်နေ့လယ်12နာရီကွာဟောဒီနာရီကိုတောင်ခနဲ့ကြည့်ပြီးမှကျမဖုန်းဆက်တာအဲ့ဒါကိုရှင်ရဲ့ PA ဆိုတဲ့ကောင်မလေးအစ်စ်ကဖုန်းလာကြိုက်တယ် ဒီကောင်မလေးတစ်လေကွာမင်းကလည်းပြီးရတစ်လို့ပါ အော်ရှင်ကလို့ကိုယ့်ဘာသာကိုခံထားပါဟုတ်လား ငါတော့ခန့်မလားကွာကောင်ကြီးက900တူအတွက်လိုလိုခန့်ထားပေးတာ မနေ့ကတည်းကအလုပ်ဆောက်ဝင်တာဆို အေး မနေ့ကတနေ့ကုန်24နာရီဒီနေ့17နာရီပေါင်း36နာရီကျမမသိရပါလား အမဟုတ်လေကွာမင်းကိုပြောပြလောက်အောင်လဲအရေးမှမကြီးတာ ဟောကျမအရေးမကြီးဘူးမ ဟုတ်လေကွာမင်းကအရေးမကြီးပြောမှာမဟုတ်အဲ့ဒီကလေးမတွေကအရေးမကြီးဘူးလို့ပြောတာ အော်အဲ့ဆက်ရှင်ဖုန်းလာတော့သူကင်ဟမ်းမယ်ပေါ့ မဟုတ်လေကွာငါမအဲ့တော့သူကင်ရမှာဗောပြီးပါဆိုမှ တလောကလုံးကဖုန်းကင်ကျမဖုန်းမကင်နဲ့လို့မှာထားလိုက်ရှင်ကျမကွန်တက်ဘယ်လိုမှတ်ထားလဲပြ မိုင်ဟောင်း ဟောကျမအိမ်ပေါ့ရှင်အိမ်ပေါ့မိုင်ဝိုင်းလို့မှတ်လေဘာမိုင်ဖုန်းလဲ မှတ်လိုက်မယ်မြန်မာလိုမှတ်ငါမိမလိုမှတ်ငါမိမနှစ်ခါရေးငါမိမနှစ်ခါရေးဟုတ်ရဲ့ယောက်ျားရှင် PA ဆိုကောင်မလေးအစ်စ်ကလှလာ ဟာကောင်မလေးတိမဟုတ်ဘူးပြီးရအစ်စ်တန်လာမလားငါလည်းမသိဘူး ရုပ်ဆိုးရပေါ့ မဆိုးပါဘူးကွာ အော်ရှင်ကကျမစိတ်ချမ်းသာအောင်ခဏလေးကိုရုပ်ဆိုးတယ်လို့ပြောပြလို့မရဘူးကွာ သူများတော်သမီးရုပ်ဆိုးတယ်ပြောလို့ဘလို့ကောင်းမှလဲ ကျမကြည့်ပြီးပါပြီလှတယ်ရှင်အကြိုက်ပြူသေးသေးပပလေး ဒီမှာမင်းသူ့ပုံကဘလို့သိရလဲ Facebook မှာကျမကြည့်လိုက်တာလေအမလေး my new job ဆိုပြီးရှင်အလုပ်ကိုတောင်တင်ထားတယ်ရှင်နဲ့တော့ friend ဖြစ်နေလားမသိဘူး မင်းမဲရှာဖို့ပဲကွာမနေ့ဆောင်ပြီးတော့ဖုန်းနေနေစားပြရစီရော မရအောင်တော့နင်အဲ့လိုလွတ်ထားလို့တော့မရဘူးနင်သူ့ယုံလေးပါလေမလိုက်တော့ဘူးလား ရုံးလိုက်သွားရလောက်ဘာကိစ္စမှမရှိရတကယ်ချင်းရဲ့တခါမှလည်းမလိုက်သွားဘူးလေ ဟောရုံကလုတ်တဲ့ပွဲတွေတာရင်နိုင်တော့နင်ကိုပွဲတူပွဲမတက်ဘူးလား အဲ့လိုပွဲတက်ရလောက်အောင်ထူးထူးခြားခြားပွဲလည်းမရှိပါဘူးတကယ်ချင်းရဲ့ အရာနင်ကိုပွဲမထုတ်တာလူမြင်မှာကြောက်တာနင်ယောက်ျားရုံတော့ဘာကြောင်းပြချက်ရှိလဲ မရှိဘူးဒါပေမဲ့ဒီနေ့သူမွေးနေ အေးဘာလို့မလဲ အမနဲ့ကတော့ငါတို့ဆွမ်းချက်တယ်ဆွမ်းကတ်တယ်ပုံကြီးเจ้าမှာဆွမ်းကတ်တယ် အေးပါတော့မှာဟိုကောင်မလေးဘသူ့ကိုမနဲ့မဘသူ ခခ အေးသူ့နောက်ကိုပါတော့မှာနော်သူ့မွေးနေနေဘာလို့မလဲ မသိ အမဘလို့လေးပြင်ပြရမလဲမသိဘူးရှင် ကိုရီးယားကားရဲ့ CEO ကတော့မရက်ကြီးလို့ရှင် တကယ်ချင်းပြပြပြောင်းနေငါမဟုတ်ရဲဘူးတော့ဒီရောင်ကြီး အနင်ကလည်းလှတယ်လေဒါလေးပဲဝတ် အော်လဲလိုက်မယ်ဟဲ့နဲ့ လဲနေနင်ယောက်ျားမျက်လုံးကနက်စီမှာပဲရှိနေစီရမယ်အော်ဒါနဲ့နင်ခုနှစ်ဒီနေ့တက်ဝယ်တယ်မလားအဲ့ဒါလေးလဲလိုက်အေးဒါနဲ့နင်ယောက်ျားဘာချိတ်တယ်လဲ ဘာကြိုက်မလဲသူလဲဒီရနာကြီးပဲရှိရပါ့ အဲ့ဒါဝယ်ပါ ဟဲ့ဒါတိုင်းနဲ့တော့ရမလား ဟုတ်တယ်ဒီရနဲ့ပဲဝယ်တွိုင်းနဲ့တွဲလိုက်တစ်ခါလေး တကယ်လားနော်တကယ် လှတယ်လို့ကလေးစီ နာယူပြောမဟုတ်ငါ့ကိုပြောတာ နင်လဲလာတယ်နိုင်လဲလာတယ်နှစ်ခုလုံးလာတယ် တော့ရလို့လား လာတယ်ဝါ့ရှုံ ဒီပုံစံလေးငါ့ကိုကြားကြိုက်မှာ ရှူလိုက်တော့ အခုမှကြည့်ပြန်ငါ ATM အယောင်လေးနဲ့နော်လာငါချင်းအဆင်ပြေပါနော် ရန်လာနင်ယောက်ျားမျက်လုံးနဲ့လေနင်စီမှာပဲရှိနေမှာ confirm ငါအဲ့လိုမိုးပြောလေးတာလေ Happy birthday to you Happy birthday အာကျေးဇူးများတင်ပါတယ်ဒါတွေမလိုပါဘူးဆရာကတော့ဆရာတစ်ပည့်တွေကိုဘုံကျွေးရမယ့်ကိစ္စအောင် ရပါတယ်ဆရာရဲ့ကိုဆရာမွေးနေဆိုပြီးတော့လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းကမခသတိပေးလို့ကြိုတင်ပြီးစီနေထားတာနိုင်လေးအောင်လက်ဆောင်ပါသေးတယ် အာတမီးလေးထားဆရာ ဟုတ်တယ်ည ဟမ်မိမမရနေဘလို့အလှရလဲပြေဘလို့လဲမင်္ဂလာတော့ညနာ အတမ်းဘူးက surprise လာလို့ဒါလေးယောက်ျားလဲ အော်ရေးလာဒီမှာဝန်ထမ်းတွေကကို့ဒီမှာ surprise လုပ်ပေးနေတာဟာကိတ်ကလည်းအတူတူပဲရိုက်ရကြတယ်လက်ဆောင်တာ ဟုတ်တယ် ကဲ DMI ဒီမှာကြည့်ဦးတပည့်တွေကလည်း DMI ပဲသက်ဆောင်ပေးထားတာကြည့်စမ်းပါဦးမိမနဲ့တပည့်တွေကကြည့်
ဟာဒီဇိုင်းလည်းအတူတူပဲတပုံစံနဲ့ကြည့်အောင်ကဲဘယ်တော့တိုက်ဆိုင်လဲစိတ်တိတ်ရဲ့ ခါရွေးပေးထားတာအဲ့ဒါလေးอ่ะ ရှင်အကြိုက်ကိုသိုံနဲ့မကောက်ကျမနဲ့ပါလားတူနဲ့ကျမနဲ့ထပ်တူထပ်မြတ်သိတယ်ပေါ့။ကျမထပ်ပိုသိရင်လည်းသိမှာပေါ့ ဟုတ်ပါဘူးကွာ तू ပေးတာလည်းမဟုတ်ပါဘူးတရုံးလုံးစုပြီးလက်ဆောင်ပေးတာပါမိမရဲ့ ။ပြောထားမှာပေါ့ကိုရက် DM နိုင်ပဲကြိုက်တာတစ်သက်လုံး DM ပဲပတ်တာ DM လေဂျပန်ဆက်နဲ့လောက်ထားလို့အကျန်းခံလို့ဒီဇိုင်းဆက်လို့ကိုရက် DM ပဲကြိုက်တာပြောထားမှာပေါ့ ကဲကွာသူတို့ပေးတာမပတ်ဘူးကွာယောက်ျားမိမဝဲချက်တာမိမပေးတာပဲပတ်နော်မိမပေးမိမမဟုတ်ပါတရားလေဟုတ်ပါမိမဘယ်ဥစ္စာလဲမိမပေးတယ်ဟာ ။မသိတော့ဘူးလေတူနေအောင်။ Hello ဟယ်လိုအော်ဆရာမီတင်လေးထိုင်နေလို့ဗျဟုတ်ကျွန်တော်ဆရာရဲ့ပြည်တက်ပါ စိတ်ချမ်းသာလိုက်တော့တကယ်ကြီးကိုကောင်မလေးလောက်ထွက်သွားပြီတဲ့လင်ယူလို့တဲ့အခုကဟဲ့ယောက်ျားလေးဖြစ်သွားပြီသူ့ပြေတကယ်ယောက်ျားလေးဖြစ်သွားပြီဘာလို့လဲ ကောင်မလေးကအစကနေရေးစားရှိတယ်ယောက်ျားကြီးတော့မလို့အလုပ်ထွက်သွားတာဟောပြီးအစ်ခံမို့တော့မှလေယောက်ျားအိတ်ရှာကိုပြောထားတာယောက်ျားလေးပဲခံပေးလို့မဟုတ်ရင်ငါမင်းမစိတ်ပူနေရမှာဆုံးလို့ အခုခေတ်ကလေလင်နေရတဲ့မရင်ငယ်မနေကြတော့ဘူးတဲ့မရင်ငယ်နေတဲ့ခေတ်မဟုတ်ဘူးတဲ့ ဘာခက်တော့ လင်ငယ်နေတဲ့ခေတ်တဲ့